ပြလို့မနဲ့မောလင်းခဲ့ရင်လေနွားကြောင်သားလေးခမသမင်းကြံပဲပုံနဲ့လေအစာပြေစားရရဲ့အိတ်ကလေးကိုလွယ်ပြီးနွားကြောင်ထွက်ရရှာတယ်အချိန်ရာဒီရဲ့မရွေလဲခွင်တဲ့ဆုံးမလေးဘဝမုံတိုင်းရဲ့ခံကိုအန်ကျိတ်နဲ့ဆင်းလို့ခံမိုင်ကတွေ့ရနဲ့အငဲ့နေရှာတယ်သူ့ဘဝလေးကလုံးချပညာတင်ဖို့ဝေလာဝီပေါ့ကွယ်သမင်တနတ်စားရဖို့လေမနဲ့လင်းနေဆောင်ကြည့်တိုင်းနွားကြောင်လို့နေရရှာရွယ်သူကြောင်သားလေးတွေကိုမြင်ရင်နှုံချတဲ့ကိုဘဝကိုတွေးရင်နဲ့လေမျက်ရည်လေးဝဲနေနေချီပြလို့မနဲ့မောလင်းခဲ့ရင်လေနွားကြောင်သားလေးခမသမင်းကြံပဲပုံနဲ့လေအစာပြေစားရရဲ့အိတ်ကလေးကိုလွယ်ပြီးနွားကြောင်ထွက်ရရှာတယ်ပြလို့မနဲ့မောလင်းခဲ့ရင်လေနွားကြောင်သားလေးခမသမင်းကြံပဲပုံနဲ့လေအစာပြေစားရရဲ့အိတ်ကလေးကိုလွယ်ပြီးနွားကြောင်ထွက်ရရှာတယ်အချိန်ရာဒီရဲ့မရွေလဲခွင်တဲ့ဆုံးမလေးဘဝမုံတိုင်းရဲ့တန်ကိုအန်ကျိတ်နဲ့ဆင်းလို့ခံမိုင်ကတွေ့ရနဲ့အငဲ့နေရှာတယ်သူ့ဘဝလေးကလုံးချပညာတင်ဖို့ဝေလာဝေပေါ့ကွယ်သမင်တနတ်စားရဖို့လေမနဲ့လင်းလင်းဆောင်ကြည့်တိုင်းနွားကြောင်လို့နေရရှာရဲ့သူကြောင်သားလေးတွေကိုမြင်ရင်နှုံချတဲ့ကိုဘဝကိုတွေးရင်နဲ့လေမျက်ရည်လေးဝဲနေအချိန်ရာဒီရဲ့မရွေလဲခွင်တဲ့ဆုံးမလေးဘဝမုံတိုင်းရဲ့ထံကိုအန်ကျိတ်လဲ